ဟာစေးမအပြင်ကလူတွေကဘာဖြစ်နေကြလဲဒီနေ့လမ်းစာပေးရမယ့်ရက်လေးကြာကြီးရဲ့ဟာအဲ့ဒါနဲ့ဘာဆိုင်လို့လဲသူတို့လမ်းစာပေးရမှာစိုးစိုးနေမှာပေါ့ဟာဘယ်တော့မှမရတာရှိလို့လဲအပြင်မှာရုပ်မလုံနဲ့လို့မဟုတ်ရင်မပေးဘူးလို့ပြောလိုက်ဟာမပြောရဲဘူးကြာကြီးရဲ့သူတို့လူကြည့်ကိုလည်းကြည့်ပါအောင်သွားပြောမှသာပြောတယ်မှာငါတယောက်လုံးရှိတယ်ဟောဒါနဲ့တယောက်ချင်းစီစနစ်တကျနဲ့တန်းစီပြီးရက်နေလို့ပြောလိုက်မဟုတ်ရင်မပေးဘူးလို့ပြောလိုက်အဲ့ကောင်နေသိချာသွားလာစားပေးရှင်းလို့ဘလို့ဖြစ်နေရလဲကိုနေရကိုသွားနေတဲ့မဟုတ်ရင်လာစားမရဘူးလေအဲ့လိုပြောလိုက်တယ်နော်ဒီမှာစေးမမစ်ဆရာကိုပြောလိုက်နော်ရုံးကဆေးတော့မယ်လို့လာကထုတ်ခါနီးတိုင်းဖေနဲ့ခေါင်းနဲ့ဝင်လိုက်ခိုက်ဘာလုပ်နေရလဲလို့မေးလိုက်အဲ့ဒါဒီနေ့မထုတ်ဘူးပေါ်လာနေတာလွဲလာနေတာဘောပါနော်ပါပြီဟာတွေ့တယ်မလားငါရှိပါတယ်လို့နင်းကိုပြောတာပဲဂျာကြီးသူတို့ပြန်ပြောလိုက်ဘာပြောလိုက်လဲပြောတယ်မြန်လုံးတယ်မဟုတ်ရင်တက်ပြစ်မယ်နဲ့ဒီကောင်းနေကွာငါနဲ့တွေ့ပြီပြောင်းနေဘာလဲကွာဘာမှမဟုတ်ပါဘူးကွာခဏနေကြရင်လာတာရပြီလို့အဲ့ဒါကိုကြီးလာပြောတာကိုကြီးခေါ်လိုက်မယ်သိလားဘာလဲဟမ်အေးပိုးလိုက်လို့ဒါနဲ့